editing လုပ်တဲ့အခါမှာအချိန်ရန်ကြာနေပြီလို့ထင်နေပြီလားဒါဆိုရင်တော့ဒီဗီဒီယိုမှာကိုယ့်ရဲ့ editing အချိန်တွေကိုညံဆန်စေမဲ့ Final Cut Pro shortcut တွေကိုပြောပြပေးမှာဖြစ်ပါတယ်။ကျွတ်စင် Final Cut Pro editor ဆရာကြီးတွေကိုယ်ကမြန်ဆန်ဆန် edit တဲ့နည်းလမ်းတွေဖြစ်ပါတယ်။ကဲကျွန်တော်နဲ့အတူဘာတွေလဲဆိုတာကိုသွားကြည့်လိုက်ရအောင်။ clip တွေကိုမြန်ဆန်ဆန် cutting လုပ်ဖို့အတွက်အကောင်းဆုံးသင်ခန်းချင်းကတော့ Play 2ပါပဲ။ 2ပါးနဲ့သွားပြီးတော့လုံနေတာတဲ့ကိုကတ်ချင်တဲ့နေရာမှာပဲ play head လေးကိုချပြီးတော့ command plus b ကိုနှိပ်ရုံပါပဲမလို့တဲ့ဘန်းနေဖယ်ထုတ်တာဒါမှမဟုတ်ဂျန်ကန်လုပ်တဲ့အခါမှာတော်တော်သုံးဝင်ပါတယ် audio ကို mute လုပ်ချင်တဲ့အခါ clip တစ်ခုကိုဖတ်ချင်တဲ့အခါမှာ v ကိုနှိပ်လိုက်ရုံပါပဲဒါက clip ကို delete လုပ်တာမဟုတ်ဘဲနဲ့ခဏတာ disable လုပ်ထားတာပဲဖြစ်ပါတယ်ကို edit ကို convert လုပ်ချင်တဲ့အခါနောက်ဘယ်လိုပုံဖြစ်နေလဲဆိုတာကိုသိချင်တဲ့အခါမှာအသုံးပြုကြပါတယ်transition ကို transition ထဲမှာသွားပြီးတော့ထည့်နေတာအရင်ကြပါတယ် transition ကိုမြန်ဆန်ဆန်ထည့်ချင်တဲ့အခါသူ့ရဲ့ shortcut key က command plus d ဒါဆိုရင်တော့ default transition တွေကြာလာမှာဖြစ်ပါတယ်ကို click အားလုံးကိုရွှေ့စရာမလိုပဲ space တစ်ခုထည့်ချင်လားဒီလိုမျိုး black click တစ်ခုထည့်ဖို့သူ့ရဲ့ shortcut key က option plus w ပါ pacing နဲ့ space holder လုပ်တဲ့အခါမှာအတော်သုံးဝင်ပါတယ်ကိုယ့်ရဲ့ viewer ကနီးနေတဲ့အခါမှာဒါမှမဟုတ်ဝေးကြီးဖြစ်နေတဲ့အခါမှာပြန်ပြီးတော့သူ့ရဲ့ face ဖြစ်အောင်အလွယ်ကူဆုံးလုပ်တဲ့သူ့ရဲ့ shortcut key ကတော့ shift plus 7ဖြစ်ပါတယ်ဒါဆိုရင်လုံးဝဖြစ်သွားပြီဖြစ်ပါတယ်ကို edit နေတဲ့ Final Cut Pro interface ကြီးကရှုပ်နေတယ်လို့ခံစားရတဲ့အခါမျိုးမှာ inspector panel ကိုပိတ်ထားလို့ရပါတယ်ဒါဆိုကိုယ့်ရဲ့ web speed ကကြည်ကြည်ပြန့်ပြန့်နဲ့ရှင်းနေနေပါဖြစ်ပါတယ်သူ့ရဲ့ shortcut key က command plus 4 inspector panel ကိုပိတ်တာဖွင့်တာလုပ်တဲ့အခါမှာ command plus 4ကိုနှိပ်လို့ရပါတယ် click တစ်ခုကို3စက္ကန့်ပဲကြာကျင်တာလားဒါဆို click ကို select လုပ် control plus d ကိုနှိပ်3လို့ရေးရုံပါပဲအချိန်တိကျလောက်ရတဲ့ timing priority edit တဲ့အခါမှာပုံမြန်ဆန်စီမှာဖြစ်ပါတယ်ကျွန်တော်အခုပြောပြသွားတဲ့ main shortcut ခုနှစ်ခုကိုတိကျမှတ်ထားပြီးတော့ editing လုပ်တဲ့အခါမှာသုံးကြည့်ပါဒါဆိုကိုယ့်ရဲ့ webcam flow ကရင်ကလည်းပုံမြန်လာမှာအသေးချပါပဲခင်ဗျဒီဗီဒီယိုကမိတ်ဆွေအတွက်သုံးဝင်မယ်ဆိုရင် like and subscribe လုပ်ပြီးကိုယ့်ရဲ့ favorite shortcut key လေးကိုလည်း comment မှာရေးပေးခဲ့နိုင်ပါတယ်ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ